ဒီပုံမြင်လေးကတော့မိထေးရဲ့ကျေးဇူးတရားဆိုတဲ့ပုံမြင်လေးပါပဲတာယာလှပသောဥယျာဉ်လေးတစ်ခုတွင်ပန်းကလေးတစ်ပွင့်ရဲ့အစစ်ဟာမြေကြီးထဲကနေအပင်ပေါက်စလေးအဖြစ်စတင်ထွက်ပေါ်လာပါတယ်ပန်းကလေးကစိတ်ထဲကနေဝါလောကကြီးကဘလောက်တောင်လှလိုက်တာလဲဒါပေမဲ့ကျမလင်းလင်းချင်းချင်းမြင်ရဖို့ဘယ်သူကကူညီပေးမလဲနေမင်းကြီးလင်းလက်စွာထွက်ပေါ်လာပြီးပန်းကလေးပေါ်ကိုအလင်းရောင်ကြီးတွေပြန့်ကျက်ပေးတယ်နေမင်းကြီးကပန်းကလေးရေမပူနဲ့ငါရဲ့နှွေးထွေးတဲ့အလင်းရောင်ကြီးကမင်းကိုကြီးထွားလာအောင်ကူညီပေးမယ်ပန်းကလေးကကျေးဇူးတင်ပါတယ်နေမင်းကြီးကြောင့်ကျွန်တော်ထွားလာနိုင်ပြီပန်းကလေးကနည်းနည်းပိုကြီးလာပြီးအရွက်လေးတွေပေါက်လာပြီးဒါပေမဲ့နည်းနည်းညှိုးနေတယ်လို့ပဲပန်းကလေးကညှိုးငယ်စွာဖြင့်အိုးကျမရင်ငန်းလိုက်တာဘသူကများရေးလေးလာနည်းနည်းလောက်ပေးမလဲမိုးတိမ်လေးတခွင်တရွေ့ရွေ့ရောက်လာပြီးပန်းကလေးပေါ်ကိုမိုးဆက်ကလေးတွေဖြည်းဖြည်းချင်းချပေးတယ်မိုးတိမ်လေးကစိုးရိမ်မနေနဲ့ပန်းကလေးရေငါရဲ့မိုးဆက်လေးတွေကမင်းကိုလန်းဆန်းစေမှာပါပန်းကလေးကကျေးဇူးတင်ပါတယ်မိုးတိမ်လေးကြောင့်ကျမလန်းဆန်းပြီးပိုတတ်မှလာတယ်လို့ပါပဲပန်းကလေးဟာလှပစာပွင့်လန်းနေပြီးအယောင်သွေးစုံလင်ပြီးကြည့်ကောင်းနေတယ်ပန်းကလေးကကြည့်ပါအောင်ကျမဘယ်လောက်တောင်လှလိုက်လဲဒါနေမင်းကြီးနဲ့အလင်းရောင်ကြီးတွေနဲ့မိုးတိမ်လေးရဲ့မိုးဆက်တွေကြောင့်ပါနေမင်းကြီးနဲ့မိုးတိမ်တို့မရှိရင်ကျမဒီလိုလှပနိုင်မှာမဟုတ်ဘူးနေမင်းနဲ့မိုးတိမ်တို့ဒီပန်းကလေးကိုကြည့်ပြီးပြုံးနေကြတယ်နေမင်းကြီးကမင်းပျော်ရွှင်နေတာကိုမြင်ရတော့ငါလည်းပျော်တယ်မိုးတိမ်ကလည်းဟုတ်တယ်ကျေးဇူးတင်တတ်တဲ့စိတ်ဓာတ်လေးကအလားဆုံးပါပဲပန်းကလေးကနေမင်းနဲ့မိုးတိမ်ကိုအမြဲတမ်းကျေးဇူးတင်နေမှာပါကျမကိုကူညီပေးတဲ့လူတိုင်းကိုလည်းကျေးဇူးတင်ပါပါရှင်ပန်းကလေးနဲ့သူ့ရဲ့မိတ်ဆွေတွေဟာပျော်ရွှင်စွာလှုပ်ရမ်းနေပြီးနေမင်းနဲ့မိုးတိမ်ကိုကျေးဇူးတင်စွာကြည်နေတယ်။သတင်းစကားကတော့ဘယ်သူမှဆိုကိုကူညီပူးတဲ့သူတွေကိုကျေးဇူးတင်တတ်ဖို့နဲ့ကျေးဇူးတင်ပါတယ်လို့ပြောဖို့ဘယ်တော့မှမမေ့ဖို့ပါပဲ။ပန်းကလေးလိုပဲကျမတို့လည်းကိုကူညီပေးတဲ့လူတွေမေတ္တာထားပေးတဲ့လူတွေကိုအမြဲတမ်းကျေးဇူးတင်တတ်ဖို့လိုပါတယ်။ကျေးဇူးတင်ပါတယ်လို့ပြောတာဟာရိုးရှင်းပေမဲ့အရန်အစွမ်းတက်တဲ့စကားလေးတစ်လုံးပါပဲကျေးဇူးပါပဲ